Gemini ရဲ့တဲ့စိတ်နေသဘောထားတွေအကုန်သိချင်တာတဲ့အကုန်သိချင်တာတဲ့နော် Okay အဲ့တော့ Gemini နေရေးမင်္ဂလာပါအဲ့တော့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုကိုအကုန်သိလားလို့ကျွန်မပြန်ပြီးတော့မှမေးချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Gemini နေကိုအရှိဗီဒီယိုမှာပြောခဲ့တယ်လို့မျိုးပဲ Gemini နေရဲ့ရာသီကွင်းသင်္ကေတကိုဖော်ပြတာဒီ Twins လို့ခေါ်တဲ့အမွှာသင်္ကေတကိုဖော်ပြတယ်အဲ့တော့သိတာတယ် Gemini နေဒီလူတကိုစိတ်နှမျိုးနဲ့နေကြတယ်သူတို့မှာ dark side တွေရှိတယ်အလင်းချမ်းနဲ့အမောင်ချမ်းတွေသူတို့ရှာမှာအမြဲတမ်းအားပြိုင်နေတယ်ဘာဖြစ်လို့ဖြစ်ချင်နေမှမသိတဲ့ပုံစံမျိုးတွေ Gemini နေမှာရှိတတ်တယ် Okay အဲ့တော့ဆက်ပြောမယ်နော် Gemini တွေကတော့ကျွန်မတို့လာပြောတော့မှာပဲအဲ့တော့ဒီမှာGemini တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့အမွှာသင်္ကေတရှိတာဖြစ်တဲ့အတွက်သူတို့ကလေသူတို့ရဲ့ဒီ character ကဘယ်လိုသွားလဲဆိုတော့ဥမာအလုပ်စ조사တဲ့ Gemini တယောက်ဆိုသူကစက်တိုက်အလုပ်စ조사ရတယ်အလုပ်မစ조사ဘဲနဲ့သူကနားလိုက်ပြီးဆိုရင်သူပြင်းသွားတာသိလားအဲ့လိုပုံစံမျိုးသူကတစ်ဖက်ဆွန်းရောက်တယ်သူကလေကောင်းချင်လဲအရန်ကောင်းတယ်စိုးချင်လဲအရန်စိုးတယ် Gemini ကလူတကူမှာစိတ်နှမျိုးဖြစ်တဲ့ပုံစံမျိုးတွေလာဖြစ်တတ်တယ်နော်အဲ့တော့Gemini နေဒီဟိုမကောင်းပြောတာမဟုတ်ဘူးနော် Gemini တွေကတော်တော်ကိုစိတ်တဘောတာပြည့်ဝတဲ့ထဲမှာလဲပါတယ်နော်ဒီ social လက်ကောင်းတယ် social skill တွေလက်ကောင်းတယ်သူတို့ကလေဟို extrovert တွေများတယ် Gemini နေထဲမှာလေ extrovert အရင်များတယ်ပေါ့နော်ဒါတော့ရာသီကွင်းအားလုံးမှာနှစ်ခုလုံးရှိရဲ့ introvert ကော extrovert ကောအဲ့တော့ဒါပေမဲ့ရာခိုင်နှုန်းအရင်များတယ် Gemini နဲ့မှာပွဲလန်းသပင်တွေအပျော်ပါအတိအမုတ်တွေအရင်ကြိုက်တယ်အိမ်ဆောင်နဲ့ရန်ဖြစ်ထားတယ်သူတို့ခရီးသွားနေတာမျိုးအိမ်မောင်းကိုမကက်ချင်ဘူးအဲ့လိုမျိုး तू သွားလာလှုပ်ရှားပြောပါအဲ့လိုမျိုးပုံစံမျိုးကြီး Gemini ကနေချင်တယ်တကယ်လို့ तू အိမ်ကတ်သွားပြီဆိုလဲ तू ကအိမ်ထဲကနေအပြင်ပြန်ထွက်ဖို့လဲ तू ခဲရင်းတယ်အဲ့လိုပုံစံမျိုး तू ကသူတို့ personality ကဘယ်လိုလဲဆိုတော့တစ်ခုခုကိုလုပ်ရင်ဇက်တိုက်လုပ်ရတယ်ဇက်တိုက်မလုပ်ဘဲနားလိုက်ရင်သူတို့တခြား personality ကိုသူပြောင်းသွားတာသူကGemini ကအဲ့လိုမျိုးသွားတာပေါ့နော်အဲ့တော့ Gemini နေ air sign ဖြစ်တယ် air sign တွေကဘာလဲဆိုတော့သူတို့မှာဒီထင်ရှားတိတာထင်ရှားတဲ့တိတာထင်ရှားတဲ့စွမ်းရည်ရပါလဲဆိုတော့စကားပြောစွမ်းရည်ဖြစ်တယ်စကားပြောတတ်တယ် Gemini နေကလေသူတို့ဘာနားဝင်အောင်ပြောတတ်တယ်တခြားလူတွေပြောရင်နားမဝင်ဘူး Gemini ပြောလို့ရှိရင်ဟုတ်တယ်ထင်တယ်ဟိုအဲ့လိုမျိုးတပီလူတွေကဟိုလူတွေကိုသူတို့စီးယုံသိမ်းသွင်းနိုင်စွမ်းရှိတဲ့ influence လုပ်နိုင်တယ်ဒါကတော့ air sign တွေမှာပါတယ်ဒီ air sign တွေရဲ့အမွေလို့ပြောရမှာပေါ့နော် Libra တို့ Aquarius တို့မှာလေတို့စွမ်းရည်ရှိတတ်တယ်လူတစ်ဖက်သားကိုသူတို့ကလွှမ်းမိုးနိုင်တယ်ပြီးတော့အတန်းထဲမှာလေ EC တို့ဟိုတနေရာမှာခေါင်းဆောင် leader နေရာမှာဥဆောင်နေတဲ့လူတော်တော်များများကဒီ air sign တွေလည်းများတတ်တယ်သူတို့ကအောင်ရင်တန်တယ်ပြီးတော့စကားပြောလို့ရှိရင်သူတို့ကလူလက်ခံနိုင်အောင်သူတို့ပြောတတ်တယ်အဲ့ဒါတော့သူတို့ရဲ့စွမ်းရည်အဲ့တော့ Gemini နေရဲ့ဘဝမှာဒီစကားပြောစွမ်းရည်နဲ့သူတို့အောင်မြင်လေးရှိကြတယ်ပေါ့နော်ပြီးတော့သူတို့ဘက်သားကိုကူညီတတ်တယ်ပြီးတော့သူတို့ကလေဟိုဖော်ရွေကြတယ်ဖော်ရွေတဲ့ပုံစံရှိတယ် Gemini ကလေဟိုတချို့ရာသီကွင်းနေဆိုလို့ရှိရင်ဟိုခြေတာလို့တလောကလုံးကိုသူတို့လောက်ကျွေးထားတာလို့အဲ့လိုမျိုးတွေရှိတတ်ပေမဲ့ Gemini ကလေသူတို့မျက်နှာအဲ့လိုမရှိဘူးသူတို့မျက်နှာကလေချေအဲ့ဒါကတော့တကယ် air sign တွေမှာအဲ့လိုပုံစံမျိုးသိမရှိဘူးအဲ့ဒီ air sign တွေကိုကြိုက်ရတဲ့ဆက်ကအဲ့ဒါပေါ့နော်သူတို့ကလူတွေသိမချေဘူးဆိုတာတချို့ sign တွေကလည်းခြေချင်လို့ခြေရတာမဟုတ်ဘူးသူတို့မျက်နှာအနေထားကအဲ့လိုပုံစံမျိုးဖြစ်သွားတာမျိုးဖြစ်တယ်အခုပြောချင်တယ် Gemini ကျတော့ဗာလဲဆိုတော့တကယ်ချင်းအုပ်စုထဲမှာဆိုလဲ तू ကပွဲစီတယ်ကွာ तू ပါရင်အဲ့လိုမျိုးဖြစ်တယ်ပြီးတော့တနေ့ရဥဆောင်ပြီးသွားမယ်လာမယ်သူကအရင်ဆုံးကနဦး like စချင်းနေတဲ့လူတွေဒီ Gemini နေများတယ်ပေါ့နော်ပြီးတော့အဖွဲ့ထဲမှာအဖွဲ့ကိုငြိမ်နေအောင်မဟုတ်ပဲအဖွဲ့ကိုလှုပ်ရှားနေအောင်သူတို့လှုပ်တတ်တယ်Gemini ရဲ့ personality ကအဲ့လိုမျိုးသွားတယ်အဲ့လိုပဲ तू ကဘယ်လိုလဲဆိုတော့နောက်တစ်ခုအချစ်ရေးမှာဆိုလို့ရှိရင်လဲ Gemini နေကဘယ်လိုလဲဆိုတော့သူ့စိတ်ကိုသူတော့နားမလဲရတဲ့ထဲရီးစားသွားထားပြီးဆိုပြဿနာတက်တယ် Gemini ကလေတက်တယ်ဆိုသူကိုယ်တိုင်ကိုသူဘာဖြစ်ချင်မှမသိပဲနဲ့ရီးစားသွားထားလိုက်လို့ရှိရင်အမှဟိုသူ့ရီးစားကသူ့ရဲ့ပုံစံကိုလိုက်ပြီးနေဖို့အတွက်ကတော်တော်ကိုသတိထားနေရတော့သူဘာဖြစ်နေလဲဆိုတာမျိုးကိုလေအဲ့လိုမျိုးသူတို့ကလေဟိုအချစ်ရေးမှာသူတို့ကလေအရင်ကြီးတော့ reflect တော့မဆန်ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့သူတို့ပုံစံဘယ်လိုလဲဆိုတော့လေသူတို့ဟို Virgo နဲ့ပြောင်းပြန်ဖြစ်တယ်နော်ဘယ်လိုလဲဆိုတော့ Virgo တွေကြတော့အရင်အရင်တည်ငြိမ်နေထင်ရပြီမဲ့ reflex sign တွေတအားပြတတ်တယ် Virgo တချို့ကပေါ့နော်တချို့ပြောတာဒီ Gemini ကြတော့ဘယ်လိုလဲဆိုတော့သူတို့က reflect လို့ဘာလို့ထင်ရတယ်ဘာလို့ဆိုတော့သူတို့အရင် active လည်းဖြစ်တယ်ပြီးတော့ဟိုလူတွေကိုဥဆောင်တဲ့ influence လုပ်တယ်သူကစောနဲ့နေတယ်ဆိုတော့သူတို့ကိုကြည့်လို့ရှိရင်ကိုယ့်ကိုပြန်လှည့်စားတော့မှလားအဲ့လိုမျိုးတွေထင်ရပြီမဲ့သူတို့ကအဲ့လိုမဟုတ်ဘူးဟိုအခြေရင်းမှာလဲသူတို့တစ္ဆာရှိတတ်ကြတယ်တစ္ဆာရှိပြီမဲ့သူတို့ကဘာလဲဆိုတော့မျက်နှာနည်းနည်းများတယ်လေဒီလားမျက်နှာနည်းနည်းလေးတော့များတတ်တယ်ဘယ်လိုပြောမလဲအသက်အဆန်းတွေကိုနည်းနည်းတော့တာယာတတ်တယ်ဒါပေမဲ့ तू ချစ်တာသူ့ရင်ထဲမှာတယောက်တည်းရှိရင်တောင်မှလေဟိုဟာလေးကိုလည်းကြည်ခြင်းဒီဟာလေးကိုလည်းထီခြင်းတိုးခြင်းအဲ့ဒါမျိုး Gemini ကလုပ်တတ်တယ်အဲ့တော့
reflect အရန်ဆန်သလားဆိုတော့သူတို့ဘယ်လိုပြောရမလဲမသိဘူးခုနပြောသလိုပဲသူတို့ကအမွာ2ယောက်ရဲ့ personality ကိုရထားတာဖြစ်တဲ့အတွက်နော်အဲ့တော့ခက်မှန်းရခက်တယ်လို့ပြောလို့ရတယ်ခက်မှန်းရခက်တယ်သူတို့လွယ်လေးနဲ့ခက်မှန်းရခက်နေတာသူတို့ကိုကြည့်ရတာလေအဲ့တော့ဒီ Gemini ကအရင်ပြောတတ်တယ်လို့ထင်နေပေမဲ့လည်းနောက်တနေ့ကိုစကားပြောချင်မှလည်းပြောတာအဲ့လိုပုံစံမျိုးကြီးလေသူကရှိတယ်အဲ့လိုပုံစံမျိုးသူကအဲ့တော့အခြေအနေနဲ့ပတ်သက်လို့ရှိရင်သူကလေညင်းငွေလွယ်တတ်တယ်သူကလေညင်းငွေလွယ်တယ်ဆိုတာမျိုးကလေသူ့စိတ်ထဲမှာအရင်ပြင်းစရာကောင်းတယ်လို့ထင်လို့ရှိရင်သူအဲ့အခြေကြီးကိုတခုခုစမ်းတက်လိုက်ချင်တယ်အတိတ်ကပြန်စချင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ကြောင်တော်တွေလောက်တတ်တယ် Gemini ကလည်းတစ်ခါကြလို့ရှိရင်လေအဲ့လိုမျိုးသူဘာလို့အသက်အဆန်းတွေကိုအရင်ကိုမှတ်မောလိုလာတဲ့ပုံစံသူ့မှာရှိတယ်ပေါ့နော်ပြီးတော့သူကဘာလဲနောက်ထပ်အန်ဒီရရှိရတဲ့ချက်ကဘာလဲဆိုတော့ mutable sign ဖြစ်တယ် mutable sign တွေကပြောခဲ့သလိုပဲ Sagittarius Pisces Gemini Virgo mutable sign တွေကိုသွားရှုပ်လို့မရဘူးအဲ့ဒါသတိပေးလိုက်မယ်နော် mutable sign ကိုသွားရှုပ်လို့ဘာလို့မရတာလဲသူတို့ကိုရှုပ်နေလို့သွားရှုပ်လို့မရတာဒီလားသူတို့ကိုသွားရှုပ်ပြီဆိုလို့ရှိရင်လေသူတို့ကဘာလဲဆိုတော့လက်စားခြေတဲ့ညင်လေးကသူတို့မှာရှိတယ်အဲ့ဒီလေးဆိုင်စလုံးမှာသူကလူတယောက်ကိုလက်စားချိန်လိုက်မယ်ဆိုတော့စိတ်နဲ့ရှင်တန်နေတဲ့လူတွေတော့မဟုတ်ဘူးတချို့လူတွေကိုသွားမေးလိုက်ငါအဲ့လိုမလုပ်ပါဘူးလို့ထင်နေပေမဲ့သူတို့ကမသိစိတ်မှာလက်စားချိန်မှုအသေးစားလေးနဲ့တုံ့ပြန်တတ်တဲ့လူတွေကိုလေနော်အဲ့တော့ Gemini ပို့ဆိုတယ် Gemini ကဘာလဲသူများတစ်ဆလုံးရင်သူနှစ်ဆပြန်လုပ်တတ်တယ် Gemini ရဲ့ပုံစံကလေအဲ့တော့ Gemini တွေကိုသွားပြီးတော့မှရှုပ်ရင် double kill နော် double kill ခံရမယ်အဲ့တော့ Gemini ကလေပြောဆို mutable sign နဲ့မှလည်းပါတယ်ပြီးတော့ air sign ဖြစ်တယ်active တွေကတော့အရန်ဖြစ်တယ်ဒါပေမဲ့သူကိုယ်တိုင်ကကိုမှသူ့ရဲ့ emotion ကိုသူဘယ်လိုထိန်းရမလဲတိတ်မသိတာများတယ်သူတို့ကသိလားပြီးတော့လူတွေကိုလုံးဝကို influence လုပ်နိုင်တဲ့အတွက်သူတို့အထင်ကြီးတာလည်းများတတ်တယ်တချို့ကိစ္စတွေမှာသူတို့အထင်ကြီးတယ်ငါလုပ်ရင်ဖြစ်တယ်ဆိုတာမျိုးလေးကိုသူတို့ကောင်းထဲမှာဝင်တတ်တယ်ပေါ့နော်ပြီးတော့ Gemini အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီ Gemini တွေကလေမကောင်းဘူးလားကောင်းလားဆိုတော့သူတို့အဲ့လိုမျိုးခွဲခြားsign တိုင်းကတော့လေဘယ် sign ကမှလေဘယ်သူဘယ် sign တွေကတော့အရန်ကောင်းတယ်ဘယ် sign တွေကမကောင်းဘူးလို့တော့မဟုတ်ဘူး Gemini မှာကောင်းတဲ့အကွက်တွေကအများကြီးရှိတယ် Gemini ကလူတွေကိုတော်တော်ကူညီတတ်တယ်စိတ်ရင်းနဲ့လည်းပေါင်းတတ်တယ်သူတို့ကအပေါင်းအသင်းတွေထဲမှာလေခွဲခြားဆက်ဆံတာမျိုးတိတ်မလုပ်ဘူးသူတို့ကလေသူတို့ leader နေရာမှာနေတာဖြစ်တဲ့အတွက်အကုန်လုံးကိုသူတို့မျှတပြီးတော့မှသူတို့ကပေါင်းနိုင်တယ်ဒါပေမဲ့သူ့ကိုသွားပြီးတော့ခုနပြောသလိုမျိုးသွားထိရင်တော့သူကလေလက်တုံပြန်တတ်တယ်အဲ့ဒီပုံစံဆိုတော့သူ့ကိုတချို့သူလက်တုံပြန်လာခံလိုက်ရတဲ့လူတွေကြတော့လေ Gemini မကောင်းဘူးလို့တော့ပြောမှာပေါ့ဘာလို့လဲဆိုတော့သူကအတိုင်းထက်အလွန်သွားပြီးလောက်တတ်တယ်သူနှစ်ဆလောက်တတ်တယ် Gemini ကလေရွယ်တတ်တယ်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်ပြီးတော့သူတို့ကအဲ့ဒါတော့ဒီ mutable sign တွေမှာဖြစ်တတ်တယ်ဘာလဲဆိုတော့သူတို့ကအချစ်ခံခြင်းနဲ့ဂုံစားတယ်နည်းနည်းဂုံစားတတ်တယ်သူကကိုယ့်ရဲ့ချစ်သူရေးစားအိမ်အောင်ပဲအဲ့လိုပုံမှာနည်းနည်းတော့ဂုံစားခြင်းတဲ့သဘောမှာရှိတယ်အဲ့တော့သူတို့ကဘာလဲဆိုတော့အထင်မကြီးတဲ့လူကိုကြိုက်လို့မရတဲ့ပုံစံမျိုးကြီးရှိတယ်ပေါ့သူတို့မှာလေအဲ့တော့ Gemini ကလေသူအထင်ကြီးတဲ့လူကိုသူကြိုက်တယ်ပေါ့နော်တကယ်လို့သူကြိုက်ထားတဲ့လူကအထင်ကြီးစရာမကောင်းဘူးဆိုလဲအထင်ကြီးစရာကောင်းတဲ့အနေအထားကိုသူဆွဲခေါ်တတ်တယ်အဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့တော့ကောင်းတယ်လို့တော့သူ့ရဲ့ကောင်းွက်တွေကတော့များတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Gemini တွေကိုပြောချင်တာ Gemini နေတဲ့ချစ်သူဖြစ်ထားလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့သူတို့ကအသစ်တွေကိုလိုလားတယ်ကြိုက်နေတတ်တယ်ပြီးတော့သူတို့က multitasking လုပ်နိုင်စွမ်းရှိတယ်စွမ်းရည်တစ်ခုလည်းရှိတယ်ဘယ်လိုပြောရမလဲသူကအလုပ်လုပ်နေရင်းနဲ့လည်းအချစ်အကြောင်းတွေးနေတတ်တယ်ချစ်သူနဲ့ချိန်တွေးနေရင်းနဲ့လည်းသူကအလုပ်ကြောင်းကောင်းနဲ့ဝင်တတ်တယ်သူကဒီ multitasking လုပ်နိုင်တဲ့စွမ်းရည် Gemini မှာရှိတယ်ဘာလို့လဲဆိုတော့သူတို့ချူတယ်လေခုနပြောတဲ့ drinks ဖြစ်တဲ့အတွက်သူတို့ကိုသွား short တက်လို့မရဘူး Gemini ကလေကျမတိတ်မကြိုက်တဲ့ထဲမှာပါတယ် Gemini ကပြောမှဆိုလေတိတ်မကြိုက်ဘူးဆိုတာသူတို့ကို personally အားဖြင့်မကြိုက်တာတော့မဟုတ်ဘူးသူတို့ကလေဘယ်လိုပြောရမလဲကိုယ့်ကိုတကွက်ကြောသွားမယ်လေကိုယ်စိတ်ထဲမှာအဲ့လိုထင်မိတယ်ပေါ့နော်သူတို့ကိုကြည့်ရတာပေါ့နော်သူတို့ကနားလေရခံမရတယ်နဲ့ခက်တဲ့ခါကျတော့ကိုကအရင်ကြီးသူတို့ကိုကင်တွယ်ထိန်းချုပ်နိုင်စွမ်းတိတ်မရှိဘူးလို့ခံစားရတယ်ပြီးတော့ mutable sign ချင်းဖြစ်တော့တယောက်ချေတယောက်မြင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်Okay ဒါတော့ Gemini နဲ့ပတ်သက်ပြီးတော့ပြောတာပါကဲ Gemini တွေကိုမကြိုက်ဘူးပြောတာမဟုတ်ဘူးเนาะချစ်သူကြီးစားဖြစ်တော့မယ်ဆိုတော့နည်းနည်းလေးတော့ကြောက်တယ်လို့ Gemini ကိုအဲ့ဒါပြောတာဒါပေမဲ့ Gemini နေသည်ခုနပြောသလိုပဲစိတ်စေတနာကောင်းတယ်ဒီအလုပ်လုပ်တဲ့နေရာမှာလည်းတော်တယ်ပေါ့နော်ဒီ multitasking လေးလည်းကောင်းတယ်ပြီးတော့ဒီသူကလူတွေကို leader နေရာကနေ role ကနေဦးဆောင်နိုင်တယ်အဲ့တော့ကောင်းပါလေ Gemini နေရာမှာပေါ့ Okay အဲ့တော့ Gemini နေအကြောင်းကြံသွားရင်လည်းပြန်ပြောပြပေါ့နော် Okay ဒီနေ့တော့ဒီလောက်ပါပဲနောက်နောက်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်